င်ကူးမြို့နယ်ရေးပေါ်အုပ်ချုပ်ရေးအဖွဲ့နဲ့နော်စတာလင်သုံးစွဲမှုစီကံချိုးဖောက်တဲ့ပြည်သူနဲ့အချင်းများတဲ့နော်ဗီဒီယိုဖိုင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ဥပဒေရှုထောင့်ကနေပြီးတော့ကျွန်တော်သုံးသပ်သွားမယ်ပါခင်ဗျာအခုကျွန်တော်တို့ဒါစီကံစတာလင်သုံးစွဲမှုနဲ့ပတ်သက်ပြီးတော့တတိယအကြိမ်မြောက်စီကံချိုးဖောက်တဲ့ပြည်သူကိုကျွန်တော်တို့ကထိရောက်တဲ့အရေးယူမှုတွေကျွန်တော်တို့ဒါဆောင်ရွက်ရမှာဖြစ်ပါတယ်ဒါပေမဲ့တိုးတော်ညာလေမြို့နယ်ရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ရဲ့နော်ဒီပြည်သူစီကံချိုးဖောက်တဲ့ပြည်သူကိုတောက်ရောက်ခေါ်ယူတဲ့အခါမှာကျွန်တော်ဥပဒေလုံထုံးလုံနည်းအားနည်းချက်တွေကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်အခုဗီဒီယိုဖိုင်ကလည်းကျွန်တော်တို့ဒီပြည်သူကနေတော့သူ့ရဲ့နေအိမ်ကနေရိုက်ထားတဲ့ဗီဒီယိုဖိုင်ပဲကျွန်တော်ပြတ်နှက်လာတယ်အမှန်တကယ်ဆိုရင်ကျွန်တော်တို့ဖြစ်တဲ့နာကဒီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကလည်းကျွန်တော်တို့ဒီပြည်သူကိုတော့စီကံချိုးဖောက်တဲ့ပြည်သူကိုဒီမြို့နယ်ရုံးမှာခေါ်ယူစစ်ဆေးဖို့နော်တောက်ခုံတဲ့အခါမှာကျွန်တော်တို့လုံထုံးလုံနည်းတွေအားနည်းချက်တွေရတယ်အမှန်ဆိုရင်ကျွန်တော်တို့ဒါမြို့နယ်အဖွဲ့ကနေပြီးတော့တရားဝင်မြို့နယ်ရုံးကနေပြီးတော့စာထုတ်ပြီးတော့ဒီပြည်သူကိုခေါ်ရမှာဖြစ်ပါတယ်အဲ့ခေါ်တဲ့ဟာကိုလည်းကျွန်တော်ဗီဒီယိုမှတ်တမ်းနဲ့ကျွန်တော်တို့တင်ဒါရှင်းပြမှာဖြစ်တယ်ပြည်သူရဲ့ဒီနေရှိမှာရှင်းပြပြီးတော့မှကျွန်တော်တို့ဒါသူကမလိုက်ဘူးဆိုရင်နောက်တစ်ဆင့်ကျွန်တော်တို့ဥပဒေနဲ့အညီကျွန်တော်တို့ဒါဖန်ဆီးပြီးခေါ်ဆောင်အောင်မှာဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့ဝရုံသုံးကားပုံစံမျိုးကျွန်တော်တို့ခေါ်ယူလို့မဟုတ်ပါဘူးဒါကမြို့နယ်အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ရဲ့အားနည်းချက်ပါအခုအချိန်ကတော်လိုင်းကာလာဖြစ်တဲ့အတွက်ကိုပြည်သူဆိုတဲ့အမိခံတွေကလည်းနော်ကျွန်တော်တို့ဒါမြို့နယ်ရထုတ်ထားတဲ့စီမံစည်းကမ်းတွေကိုတိကျလိုက်နာရမှာဖြစ်ပါတယ်ဒါကြောင့်မတိကျမလိုက်နာဘူးဆိုရင်ကျွန်တော်တို့ကဒါအပြစ်ပေးရေးယူပါမှာဖြစ်တယ်ဆိုတော့ဒီမှာလုံထုံးဥပဒေရဲ့လုံထုံးလုံပြီးအားနည်းချက်လို့ပဲကျွန်တော်မြင်တယ်နောက်တော့ကျွန်တော်တို့ကတော်လိုင်းရေးအဖွဲ့တွေအနေနဲ့ကကျွန်တော်တို့ကစက္ကစနဲ့နော်စစ်ကောင်စီနဲ့နော်စက္ကမနဲ့မတူတဲ့ကျွန်တော်တို့ပြည်သူကိုဆက်ဆံတဲ့ပုံစံဖြစ်အောင်လုပ်ရမယ်ပြည်သူကလည်းစီကံပြေဝပြီးတော့နော်ဥပဒေကိုလေးစားလိုက်နာတဲ့ပြည်သူဖြစ်အောင်ကျွန်တော်တို့စူးစမ်းဖို့တော့လိုတယ်နော်ငါပြည်သူပဲဆိုပြီးတော့ငါပြောချင်တာပြောမယ်ငါလုပ်ချင်တာလုပ်မယ်ဆိုပြီးတော့မရဘူးကျွန်တော်တို့သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့နော်ဥပဒေနဲ့အညီစီကံထုတ်ထားတာတွေတော့ပြပြဝါတိုင်းနာဖို့လိုတယ်ဆိုတော့ကျွန်တော်ပြောချင်တယ်